ုန်းကြီးတို့ဘုရားလောင်းတော်ကြီးပါရမီဖြည့်ရာကာလပါရမီနှုတ်စဉ်ကာလဗာရဏသီပြည်မှာအလွန်ဆင်းရဲတဲ့သူဆင်းရဲတယောက်ဖြစ်ဘူးတဲ့လဲလည်းမရှိနွားလည်းမရှိဘာလောကင်စားတော်ရတော့ဆိုထင်းခုတ်ပြီးတော့ကိုယ်တိုင်ထမ်းရောက်ရတယ်တော်တယ်ဝင်သွားမနဲ့စောစောပစိုးပိုင်းလေးပခုံးပေါ်တင်ဓာလေးထမ်းပြီးတော့တော်တယ်ဝင်သွားတော်တဲ့ကထင်းလေးကိုခုတ်သူတနိုင်ထမ်းပိုးရွက်ပြီးတဲ့အခါကျတော့ဗာရဏသီမြို့တွေကိုပြန်လာထင်းစည်းတွေချရောက်လို့ရတဲ့ငွေလေးထဲမှာသမင်းဆန်လေးဝယ်ပြီးတော့ချက်ပြုတ်စားတော့ရတဲ့ငွေနဲ့ဘဝကိုရည်တည်ပြီးတော့နေရတာအလောင်းတော်ကြီးလည်းပဲဆင်းရဲတဲ့ဘဝကိုရောက်ဘူးတဲ့တနေ့တော့မနဲ့စောစောတော်တဲ့ကိုထင်းကုန်မလို့ဆိုပြီးတော့ထွက်လာအဲ့ဒါတော်တဲ့ရောက်လို့ရှိရင်စားဖို့လို့ဆိုပြီးတော့သူဘာထက်လာတော့ဆိုတော့ညာကကြံတဲ့ထမင်းကြံလေးရဲ့ငပိလေးလက်မလောက်ရှိမယ်ထင်ပါတယ်အဲ့ဒီငပိပုံလေးရဲ့ငပြောပတ်လေးနဲ့ထုံပြီးတော့ပစိုးနွယ်လေးကိုဝဲလို့ဘေးတတ်တဲ့အင်ကြီးတော်မပါဘူးတဲ့ပစိုးအောင်လေးတစ်ထည်ပခုံးပေါ်တင်လို့ဓမ္မလေးခါကြထိုးပြီးတော့မနဲ့စောစောထွက်လာဒီထင်းခုတ်ပြီးလို့ရတဲ့ငွေနဲ့မှဆံဝယ်ရမယ်ဆံဝယ်ပြီးတော့မှထမင်းချက်ရမယ်ဆိုထမင်းကညာကကြံတဲ့ထမင်းကြံလေးထည့်လာစောကြီးထွက်လာမြို့တကောင်းကရောက်တဲ့အခါကျတော့အဲ့ဒီမှာပြည့်စေကဗုဒ္ဓခန္ဓာမရဏတောင်းကပြည့်စေကဗုဒ္ဓရှင်သူများကလည်းပဲဗာရဏသီပြည်တွေကိုဆွမ်းခံဝင်မလို့ကြွတော်မူလာတာသူကလည်းမနဲ့စောစောကျင်းခုတ်ဖို့တော်တယ်ကိုအထွဲအဲ့ဒီပြည့်စေကဗုဒ္ဓနဲ့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးနဲ့မြို့တကားဝမှာသွားဆုံးတဲ့အခါကျတော့ဘုရားလောင်းတော်ကြီးကစဉ်းစားတယ်။ဩလောကမှာလူချင်းတူပါလျက်အကျိုးပေးခြင်းမတူဘူး။ဘာဖြစ်လို့အကျိုးပေးခြင်းမတူတာတော့ဆိုလို့ရှိရင်ကံခြင်းမတူလို့ဘာဖြစ်လို့အကျိုးပေးခြင်းမတူတာလဲ။ကံခြင်းမတူလို့ပဲတတ္တဝတရားကံဖန်တီးတယ်လို့ဖြစ်ကြရတာပဲ။တတ္တဝတွေရဲ့အာကိုရာဟာကံတရားပဲလို့အဲ့ဒီလိုလောင်းတော်ကြီးစဉ်းစားမိပြီးတော့ပြည့်စေကဗုဒ္ဓရဲ့နိနာကိုသွားလို့လှုပ်ချင်မို့ရှိခိုးပြီးတော့လျှောက်ထားတယ်ရှင်ဘုရားတဲ့ဘယ်ကိုကြွမှာလဲတခါလေငါဗာရဏသီမြို့တွေကိုဆုံးခံဖို့လို့ကြွလာတယ်ရှင်ဘုရားဆုံးခံဖို့ကြွလာမယ်ဆိုရင်တပည့်တော်မှာပါလာတဲ့ဆွမ်းကိုတပည့်တော်ဟာတဏှာတော်အားဖြင့်အလိုခံတော်မူပါဗျာဆွမ်းကတော့ညကကြံတဲ့ထမင်းကြံတဲ့ဖြစ်နေလို့အေးဆက်နေပါတယ်ဗျာဟင်းကတော့ကောင်းပြီဆိုတဲ့ဟင်းတစ်ခုမှမပါပါဘူးဗျာငပိလေးလက်မလောင်လေးခုတ်ပြီးတော့ထည့်လာ